တခါတလေကြာရင်လူတွေကကိုယ့်ကိုအေးလွန်းလို့စကားမပြောလို့ဒါမှမဟုတ်လူကြောက်လို့ဆိုပြီးအထင်လွဲတတ်ကြပါတယ်။ဒါပေမဲ့တကယ်တော့ introvert ဖြစ်ခြင်းဟာချို့ယွင်းချက်တစ်ခုမဟုတ်ပဲအလွန်အစွမ်းထက်တဲ့စွမ်းအားတစ်ခုသာဖြစ်ပါတယ်။အခုဗီဒီယိုမှာ introvert တွေအကြောင်းလူတွေအထင်လွဲဆုံးအချက်တွေနဲ့သူတို့ရဲ့တကယ်လျှို့ဝှက်ချက်တွေကိုအတူတူကြည့်လိုက်ကြရအောင်။လူတွေအများဆုံးလွဲတတ်ကြတဲ့ပထမဆုံးအချက်ကတော့ introvert တွေဟာလူမုန်းတီးတဲ့သူတွေအပေါင်းအသင်းမရှိတဲ့သူတွေလို့ထင်ကြတာပါပဲတကယ်တော့မဟုတ်ပါဘူး introvert တွေဟာလူတွေကိုမမုန်းပါဘူးသူတို့ကလူအများကြီးကြားထဲမှာစကားတွေအများကြီးပြောရတာထက်ကိုယ်နဲ့စိတ်ချင်းနီးစပ်တဲ့ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့အပေါင်းအသင်းအနည်းငယ်နဲ့ပဲအတိတ်ပဲရှိတဲ့ရေရှည်ဆက်ဆံရေးကိုတည်ဆောက်ရတာကိုပိုနှစ်သက်ကြတာဖြစ်ပါတယ်အပေါ်ယံတငယ်ချင်း100ရှိတာထက်စိတ်ချရတဲ့တငယ်ချင်း1ယောက်2ယောက်ရှိတာကသူတို့အတွက်လုံလောက်ပါတယ်ဒုတိယအချက်ကတော့ introvert တွေဟာစကားမပြောတတ်ဘူးလို့ထင်ကြတာပါတကယ်တော့ introvert တယောက်ဟာသူစိတ်ဝင်စားတဲ့ခေါင်းစဉ်မျိုးဒါမှမဟုတ်သူနဲ့အဆင်ပြေတဲ့သူနဲ့တွေ့ပြီဆိုရင်မရက်မနာပြောနိုင်စွမ်းရှိကြပါတယ်သူတို့ကစကားမပြောတတ်တာမဟုတ်ပါဘူးအတိတ်ပင်မရှိတဲ့လီပပစကားတွေ small talk ကိုပြောပြီးအားအင်တွေအကုန်ခံချင်ကြတာဖြစ်ပါတယ်သူတို့စကားမပြောဘဲငြိမ်နေတဲ့အချိန်တွေမှာသူတို့ရဲ့ခေါင်းထဲမှာအတွေးပေါင်းတန်းချီပြီးအလုံးလုံးနေတတ်ပါ